Okay PDA ကနေ firmware file ကိုယူပြီးမယ်နော်ကျွန်တော်ကွန်ပျူတာဆိုတာ firmware တွေကိုဒီထဲမှာပဲထားရပေါ့နော်အဲဒီမှာ Samsung က Samsung firmware တွေကိုဝင်နေဝင်ပြီးတော့ဒီကနေကျွန်တော်အခုတင်မဲ့ firmware ကကျွန်တော်တို့ဖုန်းမျိုးစား Samsung S3 ဖုန်းပေါ့နော်S3 firmware ကျွန်တော်ယူပြီးမယ် PDA ကွက်မှာပဲယူပြီးမယ်နော်လိုယူပြီးရင်ခဏလေးခဏစောင့်ပေးရတယ်နော်not responding ဆိုပြီးစက္ကန့်နည်းနည်းရက်သွားသလိုဟန်းသွားသလိုဖြစ်နေမယ်ဘာမှဖြစ်ဘူးလိုပဲ firmware တင် firmware ရေးပြီးအဲ့လိုမျိုးဖြစ်တတ်တယ်ခဏစောင့်ပေးလိုက်ပါနော် okay အဲ့ဒီကနေမှဒီဘက်လည်းဒီဘာနဲ့ဟွာဖြစ်လာတယ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုး firmware တင်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံးဖုန်းမှာ download mode ကိုဝင်ပေးရတယ်ပေါ့နော် Samsung ဖုန်းမှာ download mode ကိုဝင်ပေးရတယ် PAD ပေါ့နော် power ရဲ့ home ရဲ့ down ရဲ့ကိုနှိပ်ပြီးတော့ download mode ကိုဝင်ပေးရတယ်ဝင်ပြီးဒီမှာ ID code မှာအရောင်လေးပေါ်လာမယ်ပေါ့နော် number လေးတော့အခုလိုမျိုးပေါ်လာပြီအရောင်လေးနဲ့တိလာပြီပေါ့နော်အရောင်လေးနဲ့တိလာပြီအဲ့ဒီကနေမှကျွန်တော်တို့လေ step ကိုယူပေးအောင်မယ်ပေါ့နော် step ကိုယူပေးရင်အဲဒီမှာ our system ဆိုပြီးတော့အခုကျွန်တော်တို့ဒီ system image ကိုစပြီးရိုက်နေပြီပေါ့နော်system ပြီးရင်တော့ cache partition ပြီးရင်တော့ boot partition အဲ့လိုမျိုးတွေနောက်ပြီး hidden partition အားလေးတွေကနေရိုက်ပေးတယ်ပေါ့နော်အခုလိုမျိုးချိန်မှာကျွန်တော်တို့ဖုန်းကိုသွားပြီးတော့မဖြုံးမိစေနဲ့ပြုတ်လည်းမပြုတ်စေနဲ့ပေါ့နော်ဒီလိုမျိုးစောင့်ပေးရမယ်ဒီမှာ system ဆိုပြီးတော့ဒီမှာပြန်အောင် title bar လေးနဲ့ပြန်အောင် progress bar လေးနဲ့တွားနေတယ်ပေါ့နော်အဲ့ဒီ bar လေးလည်းပြည့်အောင်စောင့်အောင်ပဲအဲ့ဒီ bar လေးပြည့်ပြီဆိုမှသူကဖြုတ်လို့ရပြီလို့ပြောပြီးဆိုမှကိုကဖြုတ်ရမယ်ပေါ့နော်နောက်ဒီမှာဒီ Samsung မှာ firmware တင်မယ်ဆိုရင်အသုံးပြုရတဲ့ software ကနှစ်မျိုးရှိတယ်ပေါ့နော် Odin Multi Downloader နဲ့ Odin 3အဲ့ဒီလိုမျိုး Odin Multi Downloader Odin 3ဆိုရင်နှစ်မျိုးရှိတဲ့မှာအဲ့ဒီဒီမှာကိုယ်internet ကနေဖြစ်ဖြစ်တောင်း software ကနေဖြစ်ဖြစ်ခွေကိုဝယ်တဲ့အခါမှာဒီထဲမှာဒီ file နဲ့ပဲပါတာရှိရဲတခါလေ4 file ပါတာရှိရဲတခါလေ3 file ပါတာရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်များသောအားဖြင့် file နဲ့ဆိုရင်တော့အခုတင်တဲ့နီးဆိုရင်တော့1 file မျိုးစားပေါ့နော်file နဲ့မျိုးစားfile နဲ့ဆိုရင်တော့ PDF ကွက်မှာပဲထည့်ပေးရမယ် okayဒီလိုမျိုးဒီ system folder မှာပဲပို့ပြီးတော့ကြာတယ်နောက်ပိုင်းနေကြတော့မြန်သွားပြီပေါ့နော်နောက်ပိုင်းကျမြန်သွားပြီဒီမှာတို့ဒီ Samsung တွေကို firmware တင်တဲ့အခါမှာတို့ဒီက model မှားလို့တော့မရဘူးပေါ့နော် model ဆိုတဲ့နေရာမှာဥပမာတို့ S2 ပဲထားတော့ S2 ဆိုရင်လည်းမပြီးသေးပါဘူး S2 မှာ GTI သူက S2 တွေက S3 တို့ S3 တို့ S4 တို့သူ GTI group တွေပေါ့နော်GTI 9100မှာ9100 G ရှိတယ် S2 ပဲနော်9100 T ရှိတယ်အဲ့လိုမျိုးအဲ့ဒီမှာကိုက firmware ပဲကွာဆိုပြီးတော့9100ချင်းတူရဆိုပြီးသွားပြီးတော့တင်လို့မရပါဘူးမတူပါဘူးအဲ့ဒီထဲမှာမှတခါလေဒီ Samsung firmware ချင်းတူရဆိုပြီးကောက်တင်လိုက်လို့ကင်မရာတွေဇောက်ထုတ်ပြသွားတာတို့ဗောနော် line ကမတက်တော့တာတို့Bluetooth Wi-Fi error တွေ network loss ကြ error တွေဖြစ်နေတယ်ဆိုရင်တို့ကနောက်ထပ်ဘာကိုသွားပြီးထပ်ပြီးတော့တူညီအောင်သွားညှိပေးရလဲဆိုတော့ဒီ base number တို့ဗောနော်နောက် baseband version တို့အဲ့ဒီຢာတွေပါတူအောင်လုပ်ပေးရတယ်အဲ့ဒီ number တူတာတွေမှာပြန်တင်လို့ရတယ်ဗောနော်အခု SD ဆိုဗျာသူ firmware လည်းအကောင်ကြီးပဲဒါပေမဲ့ဘာဖြစ်လဲဆိုတော့တို့ဒီဖုန်းပြောရင်ပေါ့နော်ကိုပြောတဲ့အတန်ကိုသူကိုကဒီရိုင်းဆိုရင်မကြားအောင် speaker ဖွင့်မှကြားရတယ်ဟုတ်နော်အဲ့လိုမျိုးကြတော့speaker ကနေကိုအကောင်ကြီးပဲနောက်ထပ် firmware upgrade လုပ်တဲ့အခါမှာဖြစ်သွားတာဆိုတော့နောက်တင်တဲ့ firmware မကိုက်တော့တာပေါ့နော်အဲ့ဒါနောက်ထပ်သူနဲ့ကိုက်နိုင်တဲ့တခြားဒီ firmware မျိုးစားတွေနဲ့တင်ကြည့်ရတာပေါ့နော် S3 တော့ S3 မျိုးစားပဲဒါပေမဲ့ S3 firmware တွေမှာဟိုကမတူဒီ baseband version တွေမတူပေါ့နော်အဲ့လိုမတူတာတွေပြုံးတင်ပေးရတယ်ခုနအဲ့ဒါတွေပျောက်သွားအောင်ပေါ့ okay ဒါဆိုရင်အခုဒီမှာ system ဘိုင်းကရိုက်တာပြီးတော့မယ်နော်system ဘိုင်းလည်းပြီးတော့ပို့ပြီးတော့ cache ဟိုမှာပြောင်းသွားပြီနော်cache တာတို့မှတ်ဉာဏ်တစ်ခုပါပဲ storage တစ်ခုပါပဲပေါ့နော်hidden partition တွေရုံနေပြီ okay နော်အဲ့ဒီနေရာသူရောက်သွားတဲ့နေရာလေးကိုကျွန်တော်တို့ပြောပြလိုက်မယ်ပေါ့နော်အခုစင်တော်တို့ system နေအခုဆိုရင်
hidden partition ကိုရောက်လာပြီเนาะဒီထိတော့ဘာမှဖုန်းကိုသွားပြီးတော့မကင်လို့เนาะအခုဆိုတော့ recovery recovery ဒါပြီးတော့အခု radio okay ဟောဒီကနေ reset တယ် reset ဆိုတာဘာကိုပြောတာတော့ဟို reset ဆိုတာဒီသူဖုန်းကိုပေါ့နော်ဖုန်းဝဲရိုက်ပြီလို့ reset ချတာပေါ့နော်အဲဒါကွန်ပျူတာမှာလည်းလိုပါပဲ Windows တင်ပြီးပြီဆိုရင်သူကသူကို Windows ကတင်တန်းလန်းတဲ့ကိုပဲ reset နှစ်ကြိမ်သုံးကြိမ်လောက်တော့ချတယ်ပေါ့နော်အဲ့လိုမျိုးပဲဖုန်းကလည်းသူ့အတွက်သူ့ရဲ့ဟိုဖုန်းဝဲ file တွေတင်ပြီးဆိုရင်အဲဒီဖုန်းကိုpower ပိတ်တယ်ပြီးရင်ပြန်ပွင့်လာတယ်ပေါ့နော်အဲ့ဒီအချိန်မျိုးမှာသူကလည်းအဲဒီ device မှုတွေပါပြောနေပြီဆိုရင်ကိုယ်ကခုနပြောတယ်ဖုန်းကနေကွန်ပျူတာနဲ့ join ထားတဲ့ကြိုးဖြုတ်လိုက်ဖုန်းကိုဖြုတ်လိုက်ပေါ့နော်ပြီးရင် battery ကိုဖြုတ်လိုက်ပြီးရင်ပြန်ဖွင့်ကြည့်လိုက်ပေါ့နော်ပြန်ဖွင့်ကြည့်လို့firmware ပြန်တက်လာမယ် firmware ပြန်တက်လာ firmware အသစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာတွေမေးမလဲပေါ့နော်အသစ်ဖြစ်တယ်ဆိုရင် firmware အသစ်ပြန်နေတယ်ဆိုရင်ဘာတွေမေးအောင်ဆိုတော့အချိန်တွေဘယ်ချိန်ရောက်နေတယ်ဘယ်နှခုနှစ်တွေလဲပြန်မေးမယ်time ပေါ့နော် time zone တွေပြန်ပြောင်းပေးရမယ်ပြီးတော့ဘယ် data ကိုရောက်နေတာလဲဆိုတော့ region ပေါ့နော် data တွေရွေးပေးရမှာပေါ့နော်အဲ့ဒီကနေဆိုတော့ wifi setting တွေ gmail email setting တွေဒါကြတော့ဖုန်းစဝင်ရင်းတော့ကျွန်တော်တို့ skip လုပ်ပြီးတော့ကြော်ပေးရတာပေါ့နော် skip လုပ်ပြီးတော့ကြော်ပေးအဲ့ဒါနောက်ဆုံးဖုန်းရဲ့ Android ဖုန်းရဲ့ home screen ထိရောက်အောင်ကျွန်တော်တို့ကြော်စင်းတာတွေကြော်ပေါ့နော်များသောအားဖြင့်တော့ skip တွေရွေးပေးရတာများပါတယ် setting တွေပြီးမှကျွန်တော်တို့ firmware အကုန်လုံးပြီးသွားပြီဆိုမှဒီသူရဲ့ mobile OS ပေါ့ MOS ပေါ့ mobile OS အဆုံးထိတက်ပြီးဆိုမှအထက်ကျမှကိုယ်ကစိတ်ချက်ပြန်လောက်ရတယ်တော့တော့ဖုန်းတွေကိုအရင်ချောရှူရောက်သွားအောင်ပြန်လုပ်ပေးရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ language တွေချိန်ပေးရတာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ time zone region language တွေရွေးလိုက်မယ် okayဒီမှာတော့ဒီ Orin 3ကအခုဆိုရင်ဒီမှာ patch ဆိုပြီးတော့ပြောနေပေါ့နော်သူမပြောရင်လည်းကိုကဖြစ် reset ဆိုပြီးတော့ကွန်ပျူတာကြီးဖုန်းပေါ်ပိတ်သွားပြီးပြန်တက်လာကြတယ်ဆိုတာကိုကဖြုတ်လို့ရတယ်နော်ဒီ patch အဆင့်ထိစောင့်နေစရာတော့မလိုဟိုကျွန်တော်တို့ firmware Samsung က firmware တင်မယ်ဆိုလဲဒီ Orin software ပဲ Orin utility ကိုပဲသုံးရတယ်ဗောနော်အလိုရ recovery သုံးမယ် recovery ကို CPU recovery တို့ Twin recovery တို့ပေါ့နော်အဲ့ဒါတွေသုံးမယ်ဆိုလဲဒီ Orin 3ရဲ့ PA file ကနေကျွန်တော်တို့သုံးလို့ရတယ် okay version မြင်တာလေးတွေကျတော့ Orin 3နဲ့တွားပြီးတော့ဒီ model အနှိမ်ပိုင်းတွေကိုတော့ Orin မှာဒီ download တာနဲ့တွားတယ်ပေါ့နော် okay အဲ့လိုလေးတော့နည်းနည်းပါပြောင်းလဲမှုရှိတယ်okay နော်